အခုကဆိုလို့ရဲစာကောင်မှာရှိရဒီလိုမျိုးဆာကူရာတွေကြီးတဲ့လမ်းတောက်လျှောက်ကဆာကူရာတွေပဲဒီလိုမျိုးအိမ်မှာအခုပြေးနေရပါသူကပုံမှန်ဆိုလို့ရှိရင်တစ်ပတ်ကိုတစ်ရက်ပေါ့နော်အဲ့လိုအပြင်ထွက်ပြီးတော့ပြေးလို့ရှိရဲဘာလို့ဆိုသူ့ရဲ့အလုပ်ကများတော့အဖြစ်က office အလုပ်တွေများတော့ကွန်ပျူတာကိုအမြဲကြည့်ရတော့မျက်လုံးကိုရမ်းသုံးရတယ်ပေါ့နော်အဲ့တော့သူကတစ်ပတ်ကိုတစ်ရက်သို့မဟုတ်2ရက်လောက်ကတော့အပြင်ထွက်ပြီးတော့လို့စိတ်လေးကြည့်ရဲကြီးနဲ့ပြေးတယ်ပုံမှန်ဆိုလို့ရှိရင်တော့အိမ်ထဲမှာရှိရပန်းချန်တို့ဘာလို့မှသွားပြီးပြေးလို့ရှိရပေါ့နော်အခုကတော့ဆာကူရာရာသီဆိုတော့အငြင်းနဲ့လာနေကြအဲ့တော့ဆာကူရာဝေးကိုရောက်နေရပါပြေးတာမောလိုက်တာနည်းနည်းဆာကူရာရဲ့ကျွေးတောင်ကျွေးကုန်တချို့ပင်နေဆိုရင်တိတ်မရှိတော့ပြီးခဲ့တဲ့2ရက်3ရက်လောက်ကမိုးတွေရွာတယ်စက်တိုက်ရွာတော့အကုန်အကျွေးမြန်ဆာကူရာတွေကလည်းဘရောက်လိုပဲပေါ့နော်သူကခဏပဲပွင့်လဲ1ရက်2ရက်အဲ့လောက်ပဲခံတယ်ကြည့်လိုက်ပါဦးမေဆာကူရာတွေလှတော့လှရည်တည်တာဒါပေမဲ့သူ personally ရပြောပါဘူးနော်သူကပန်းဆိုလို့ရှိရင်လို့လှပြီမဲ့မှုရင်ပို့သဘောကျတယ်ပေါ့နော်အဲ့လိုလူမျိုးဆာကူရာကျတော့သူကအရင်အနက်မရှိဘူးသူ့ရဲ့အနက်ဘာမှန်းတော့မသိဘူးတခါလေသိချင်လို့ရှိရင်လို့ဆာကူရာနဲ့လှုပ်ထားတဲ့ hand cream လိုမျိုးတွေအဲ့ဟာတွေနဲ့ပဲနမ်းကြည့်မှာပဲသိမယ်ပေါ့နော်တကယ်တဘာဝမှာဆာကူရာတိတ်ပြီးအနက်မရှိတဲ့ပန်းလို့ပြောလို့ရတယ်အဲ့ဆိုဆာကူရာဆိုလို့ရှိရင်ပေါ့နော်အရင်တိုက်တဲ့ပန်းတွေမှာတော့မပါဘူးဒါပေမဲ့လှတော့လှတယ်လေနော်လှဒီလမ်းလေးကိုလာလို့ရှိရင်လေအရင်တော့အဆူစာကောက်ပထမဆုံးဆက်ရောက်တော့4လပိုင်းလောက်ဆိုဆာကူရာတွေပွင့်ပြီပေါ့နော်အဲ့တုန်းကဒီကိုပထမဆုံးအနေနဲ့လာပေါ့နော်အမြဲဒီကိုရောက်တိုင်းအဲ့တုန်းကခန်းစားချက်ကိုအမြဲတတိယပြီစိမ့်ဆိုလှလိုက်တာဒီလမ်းတော်တော်ရှည်ရယ်ဟိုးဒီအရှိအဆုံးထိသွားလို့ရှိရင်ဒီစာကမျိုးရဲ့ဟိုးတော့ကတရားအနီရောင်ရှိရပေါ့နော်အဲ့ထိမသွားဘူးအဲ့မတိုင်ခင်မှာနောက်ထပ်တရားတစ်စင်းရှိရပေါ့နော်အဲ့ထိတော့ရအောင်သွားမယ်ဟိုဘက်ကအိမ်လေးဝင်လို့ရအောင်လို့တော့ဒီဘက်မှာလန်တလန်ထပ်ပေါက်ပြီးတော့ဒီလေကွင်းတွေကိုဖြတ်ပြီးတော့အိမ်ကြီးစီသွားလို့ရအောင်လုပ်ပေးထားတယ်ပေါ့နော်။ဒါကတော့လုံးဝစပိန်နဲ့လမ်းလျှောက်တာပဲလုပ်လို့ရတယ်။မောလိုက်တာ။ဒါလည်းရောက်ပြီဆိုတော့ဒီဘက်ကနေပြန်มาတော့မယ်။4 km လည်းပြေးပြီးပြီ။ခေါ်တော့စုအချိန်လည်း1နာရီအတိပေါ့နော်။အခုကတော့အစပြေရောက်ပါပြီ။ခေါ်တော့အိမ်ပြန်လိုက်ပါမယ်။ Thank you so much. お疲れ様。ゆずレモン。じゃあ、Let's go.